ကဘာပေါ်မှာစာရီဘလောက်ပဲတက်တယ်ရုပ်တွေဘလောက်ပဲချော့ချော့စိတ်လေးရှိတွေဘလောက်ပဲရှိရှိအမေကမမွေးရင်ကျွတ်တို့ကလေးမဖြစ်ဘူးလေအဲ့ဒါကြောင့်မိဘကျေးဇူးမှမဆက်ဘူးဆိုလို့ရှိရင်အတီးတို့အဖိုးဖွားကျွန်တော်တို့တွေကဘလောက်ပဲတော်တယ်တက်တယ်ဆိုပါစေဖျားရှိဒူးထောက်ပြီးကိုယ်အဆင့်ကိုထုတ်ကျွန်တော်တို့ကတုံညာအဆင့်ဖြစ်မှာပါကဲကျွန်တော်ကဂုဏ်တနာမရှိပေမဲ့မိဘကျေးဇူးကိုဒီတီးလေးနဲ့ဆက်ပြရသည်အမေမျက်ရည်မခမ်းတဲ့ကျွေမဲ့နေပြီပါစ
ပြန်မဲဆိုတော့ဝမ်းသာလုံးလုံးတာလူလာကစားနေတဲ့တာလာလုံးသမီးလာလို့ပြောဝင်းနဲ့ရတွေ့ကြချမျက်ရည်မခံမရွေတော့အမေသားတို့ကိုလွမ်းမနေတိုင်းပါအလုံးနဲ့ဒီဘက်မှာတက်ရောက်လာကြတော့အတေးများပုံမှန်များနဲ့ဒီကချစ်တဲ့မြမပြည်သူပြည်သားအားလုံးအားလေးလေးဆန်းဆန်းကျေးဇူးတင်ပါတယ်